Hello, Black Box ပါမယ်ဒီတစ်ခါကျရင် Kuromi Black Box Okay ဒီမှာပါဒါလည်းအရင်ကဟာလိုမျိုးပဲပေါ့နော် Okay ယူကြမယ်ဘာလေးရွေးကောင်းမလဲထထုံကတော့ဒါလေးပေါက်မယ်လို့ထင်တယ်ဒါလေးကြိုက်တယ်ပြီးတော့အနီလေးလည်းကြိုက်တယ်ဒီအပြာလေးနှစ်ခုလေးကြိုက်တယ်ဟုတ်ပြီအဲ့ဒါဆောက်ဖောက်လိုက်တာဖြေဝဲလိုက်တော့မယ်ကိုကြည့်လိုက်တော့နော်ကဲဒီမှာပါဘာလေးပေါက်မလဲဆိုကြည့်မယ်ဖောက်မယ် ready ready 1 2 ready 1 2ဘာလေးလဲဒီတော့ဒီနေရကလေးရောမြင်နေရတယ်My God, Kuromi ခရိုင်အောင်လေးပါဒါလေးဒီမှာနည်းနည်းတော့မလောက်ဘူးပေါ့နော်လောက်တာနေလေအဲ့ဒါဆိုနှစ်ခုမြောက်ပါသုံးခုပြလို့ရှိရင်ထပ်လုပ်ပြီးတော့မဲဖောက်ပေးမယ်ဒါမဲ့ဘလူးပို့ရလေဆိုတော့မသိဘူးကိုမမမှန်းကက်ပေးဦးနော်